မင်္ဂလာပါ Magic Star ပါခင်ဗျာခုရပိုင်းလူမေးရမ်းများတဲ့ကျွန်တော်တို့ចောင်းသုံးခုအခြေခံသင်ရိုးပလိုလေးတွေကျွန်တော်တို့ဆိုင်မှာပြန်ပြီးတော့စီးဝင်လာပါပြီဒီဘက်ကတော့ကျွန်တော်တို့6ပေါက်အခြေခံပလိုလေးဖြစ်ပြီးတော့ဒီဘက်ကတော့9ပေါက်ပါတယ်ကျွန်တော်တို့ recorder ပလိုမျိုးစားဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီပလိုလေးကတော့ကျွန်တော်တို့အခုလိုစစ်ကလေးတွေဖြုတ်ပြီးတော့သိမ်းထားလို့ရတယ်ဆေးကြောလို့ရတယ်ပစ္စည်းမျိုးစား quality လည်းပို့ပြီးတော့ကောင်းပါတယ်6ပေါက်ပလိုလေးရဲ့ရောင်းစည်းကတော့ကျွန်တော်တို့က3000ကျပ်ဖြစ်ပြီးတော့ဒီဘက်ကပလိုလေးရဲ့ရောင်းစည်းကတော့ကျွန်တော်တို့7500ကျပ်ဖြစ်ပါတယ်ခင်ဗျာပလိုမျိုးလုံးမှာဆိုရင်တော့ဆေးကြောတန်ရှင်းဖို့အတွက်အခုလိုမျိုးဒုတ်တန်လေးတစ်ချောင်းပေါင်းဝင်ပါလိမ့်ပါတယ်နောက်တစ်ခါ6ပေါက်ပလိုလေးကတော့ကျွန်တော်ထိတ်ကောင်းလေးတွေဖြုတ်ပြီးတော့ဆေးကြောတန်ရှင်းလို့ရတဲ့အနေအထားရှိပါတယ်ခုနပေါင်း recorder ပလိုမှာကကြတော့ကျွန်တော်တို့သူ့ရဲ့တီးမုံနီးနှုတ်စာရွယ်လေးပေါင်းဝင်မှာဖြစ်ပြီးတော့သူကကျွန်တော်တို့အစစ်ကလေး30ကျွန်တော်တို့ဖြတ်ပြီးတော့သိမ်းထားလို့ရတယ်ပေါ့နော်ကျွန်တော်တို့6ပေါက်ပလိုမှာဆိုရင်တော့အဖြူအောင်တစ်မျိုးတည်းပဲရရှိမှာဖြစ်ပြီးတော့ recorder 9ပေါက်ပလိုလေးမှာဆိုရင်တော့အဖြူရောင်စိမ်းရောင်ပြာရောင်နဲ့ပန်းရောင်ဆိုပြီးတော့အရောင်၄မျိုးရရှိနိုင်မှာဖြစ်ပါတယ်6ပေါက်ပလွေမျိုးစားကတော့ကျွန်တော်တို့အခုလက်အားလုံးပိတ်ပြီးတော့6ပေါက်လုံးပိတ်ပြီးတော့မှုတ်လိုက်ရင်ဒိုကန်နဲ့ထွက်မှာဖြစ်ပါတယ်စီနဲ့ထွက်တဲ့သဘောပါခင်ဗျစီတန်နဲ့ထွက်မှာပေါ့နော်ဒီဘက်က recorder လေးကတော့ကျွန်တော်တို့9ပေါက်ပါမယ်သူကဒီဘက်မှာလည်းကျွန်တော်တို့လက်မလေးနဲ့ဖိတဲ့အပေါက်ပေါ့နော်စုစုပေါင်းအပေါက်ကတော့10ပေါက်ပါမယ်ပေါ့နော်ဆိုတော့ဒီဘက်ကအပေါက်လေးကလည်းကျွန်တော်လေထိန်းတဲ့နေရာမှာသူကအသုံးဝင်တဲ့အပေါက်လေးပေါ့သူကတော့ကျွန်တော်တို့ဒီမုံသူရဲ့ကျွမ်းကျင်မှုမှာမူတည်ပြီးတော့အကီးများများဒီကောင်မှုတ်လို့ရတယ်ပေါ့နော်ဒီ6ပေါက်ပလိုရတော့ကျွန်တော်တို့စီကီးနဲ့ပဲမှုတ်လို့ရမှာပေါ့နော်ဒီကောင်ကတော့နောက်တစ်ခါကျွန်တော်တို့စီးနယ်ဝါးလေးတွေလည်းရှိပါတယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့စီးဝါးဟိုမှာဒီစီးဝါးလေးတွေကကျွန်တော်တို့က9000ကျော်တန်ကနေစပြီးတော့ရှိပါတယ်နောက်တစ်ခါ quality ကောင်းကောင်းအသားကောင်းကောင်းပေါ့နော်ကြီးသားကောင်းကောင်းနဲ့ကျွန်တော်တို့ထုတ်ထားတဲ့အခုလိုစီဝါမျိုးစားတွေလည်းကျွန်တော်တို့ဆိုင်မှာရှိပါတယ်အဲ့တော့ဒီစီးလေးတွေဆိုလို့ရှိရင်ကျွန်တော် quality တော်တော်ကောင်းတယ်ပေါ့နော်ကြီးတို့တွေထူတယ်နောက်တော့ဒီကြီးရဲ့အတန်လေးတွေလည်းတော်တော်လေးကောင်းတယ်ပေါ့ဝါးရဲ့အတန်ကလည်းကျွန်တော်တို့တကယ်ဟို professional သမားတွေအထိကောင်းတဲ့အတန်မျိုးလေးဟုတ်ကဲ့ကျွန်တော်တို့ Magic Star မှာအခုလိုចောင်းသုံးတင်ထောက်ကူပလွေလေးတွေနဲ့အတူကျွန်တော်တို့စီးနဲ့ဝါးလေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဆိုင်မှာလာရောက်ပြီးတော့ဆက်သွယ်ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်